Hellboy appointed among ကဘာမလာသောခလီဒုတိယကဘာစစ်အချိန်တုန်းက1944ခုနှစ်အမေရိကန်စစ်သားတွေဟာကျွန်းငယ်တစ်ခုမှာလျှို့ဝှက်စမ်းသပ်မှုတစ်ခုဖြစ်နေတယ်ဆိုတာသတင်းရပြီးသွားစစ်ဆေးကြတယ်။ညအချိန်မိုးလင်းမတက်မဲမောင်နေတဲ့နေရာမှာမီးခိုးတန်နေပြီးထူးဆန်းတဲ့စက်ဝိုင်းကြီးတစ်ခုကိုတွေ့ကြတယ်။အဲ့ဒီမှာနာဇီဗေဒပညာရှင်တချို့ကအခြားကဘာကအရာတစ်ခုကိုခိုးယူဖို့ကြိုးစားနေကြတာပဲ။မကြခင်မှာအလင်းတောက်ထွက်လာပြီးစက်ဝိုင်းတဲကနေအနီရောင်အသားအရည်သွားကျွန်းနဲ့လက်ကြီးတစ်ဖက်ရှိတဲ့ခရင်းငယ်တစ်ယောက်ပေါ်လာတယ်။စစ်သားတွေထိတ်လန့်သွားကြပြီးမြဲပညာရှင် Professor Broom ကဒီကလေးကိုမကြောက်ပါနဲ့။သူကအန်ဒီရမဟုတ်ပါဘူးလို့ပြောတယ်။သူကကလေးကိုချစ်ခင်စွာလက်ခံပြီး Hellboy လို့နာမည်ပေးခဲ့တယ်။နှစ်များကြာပြီး Hellboy ဟာလူသားတွေနဲ့အတူကြီးပြင်းလာတယ်။သူ့ရဲ့ပုံစံကမတူပေမဲ့စိတ်ကောင်းပြီးမကောင်းမှုကိုတားဆီးခြင်းသူတယောက်ဖြစ်လာတယ်။သူက BPRD အဖွဲ့နဲ့အတူထူးဆန်းတဲ့တရေမကောင်းဆိုးဝါးတွေကိုတိတ်ဖြတ်တဲ့အလုံးလုပ်တယ်။ Hellboy ရဲ့လက်ကြီးအင်အားကအထူးအင်အားရှိပြီးမတော်တဆဖြစ်ရင်အန်ဒီရဲ့ကြီးစီမဲ့လူဝက်ချက်တွေပါနေတယ်ဆိုတာသူသိပေမဲ့သူကအမြဲလူသားတွေကိုကာကွယ်ဖို့ဘက်ကနေတယ်။ဒီနေ့မှာရှေးအောက်ရန်သူတယောက်ပြန်ပေါ်လာတယ်ဆိုတဲ့သတင်းရလာတယ်။ Hellboy က mission အတက်တစ်ခုသွားရတော့မယ်။သူ့အတိတ်နဲ့ဆက်နွယ်တဲ့အမှန်လျှို့ဝှက်ချက်တွေတဖြည်းဖြည်းပေါ်လာတော့မယ်။ Hellboy အပိုင်းညက်ရှေးအောင်အရေးပြန်လဲထပေါ်ခြင်းညတနေ့မှာ BPRD အဖိုက်အုံကနေကိုအရေးပေါ်သတင်းရောက်လာတယ်။မြို့အောင်တစ်ခုမှာထူးဆန်းတဲ့အလင်းရောင်တွေပေါ်လာပြီးလူတွေထိတ်လန့်နေကြတယ်ဆိုတာပါပဲ။ Hellboy ကသူ့အဖွဲ့သားတွေ Liz နဲ့ Abel တို့နဲ့အတူအဲ့ဒီနေရာကိုစုံစမ်းဖို့ထပ်ခွာခဲ့တယ်။သူတို့ရောက်သွားတဲ့နေရာကအပေါက်ပြိုကျနေတဲ့ဖျားချောင်းဟောင်းပါပဲ။အတွင်းထဲဝင်သွားတော့မြေကြီးအောက်ကနေအတန်ထူးဆန်းတွေထွက်လာတယ်။ Hellboy ကမီးဖို့ကြောင်းလိုက်ပြီးအောက်ထက်ကိုဆင်းသွားတယ်။အဲ့ဒီမှာရှေးအောင်သင်္ကေတတွေရေးထားတဲ့ကြောက်ခန်းကြီးနဲ့အမှောင်ထဲမှာလှုပ်ရှားနေတဲ့အရေးတစ်ခုကိုတွေ့လိုက်ရတယ်။အရေးကြီးက Hellboy ကိုမင်းပြီးမင်းကဒီကဘာကပဲဗျမင်းပြန်လာရမယ်လို့ပြောတယ်။ Hellboy ကမတုံ့လောက်ပဲငါကဒီကဘာကိုကာကွယ်ဖို့ဘက်ကပဲလို့ပြန်ဖြေတယ်။တိုက်ပွဲတစ်ခုဖြစ်ပွားပြီး Hellboy ကသူ့ရဲ့လက်ကြီးအင်အားနဲ့အရေးကိုပြန်တားဆီးနိုင်ခဲ့တယ်။တိုက်ပွဲပြီးတဲ့နောက်မှာကြောက်တုံးပေါ်မှာအမှားတစိတ်တွေ့ရတယ်။ Hellboy ရဲ့အတိတ်နဲ့ဆက်နွယ်တဲ့သင်္ကေတတစ်ခုပါ။သူတိလာတယ်။ဒီဟာကမကြခင်ပိုကြီးတဲ့အန်ဒီရဲ့တစ်ခုလာမဲ့လက္ခဏာပါ။ Hellboy ကမိုးညာအောက်မှာတစ်စစ်စဉ်းစားနေတယ်။သူ့ရဲ့မူလအားစစ်နဲ့သူရွေးချယ်ထားတဲ့လမ်းကြောင်းကြားဘလို့ဆက်သွားမလဲဆိုတာနောက်အပိုင်း3မှာဆက်လက်ရှုစားကြပါစို့ခလီတို့ရေ